ပြုပြင်သောတကိုးတော်အတိုင်းငါတို့မရန်ကြီးကိုမောင်မတို့တင်းကိုနေ့ရက်စင်းထဲမှာဖခင်ပြုပြင်နေတယ်အာမင်ဘာနဲ့ပြုပြင်တာလဲတကိုးနဲ့ပြုပြင်နေတယ်ခမောင်တင်မကြားလိုက်ဘူးဖခင်တင်းရဲ့ထဲမှာဘာနဲ့ပြုပြင်တယ်တကိုးနဲ့ပြုပြင်တကိုးနဲ့ဘာကိုပြုပြင်တာလဲတကိုးနဲ့ဘာကိုပြုပြင်တာလဲတင်းရဲ့အနှုတ်လက္ခဏာနဲ့အပေါင်းလက္ခဏာဖြစ်အောင်ပြုပြင်နေတယ်ဖခင်နဲ့ cooperate လုပ်တတ်ဖို့အရေးကြီးတယ်ဟာလေလုယာလောကရဲ့မဖြစ်နိုင်ပြောတော့တင်သဘောသွားတူစရာဘာအကြောင်းမှမရှိဘူးမဖြစ်နိုင်တော့ဖြစ်စေတဲ့ဘုရားခင်ရှိတယ်တင်မချလိုက်မဖြစ်နိုင်တော့ဖြစ်စေတဲ့ဘုရားခင်ရှိတယ်မဖြစ်နိုင်တော့ဖြစ်စေတဲ့ဘုရားခင်ရှိတယ်ဒါပေမဲ့မဖြစ်နိုင်တဲ့အခြေအနေရောက်တဲ့အတွက်ကြောင့်မဖြစ်နိုင်တော့ဘူးလို့တင်သတ်မှတ်တတ်တယ်မဖြစ်နိုင်တဲ့အခြေအနေထဲမှာတင်ရှိတဲ့အတွက်ကြောင့်မဖြစ်နိုင်တော့ဘူးလို့တင်သတ်မှတ်တတ်တယ်မရလိုက်မှဆိုလို့ပြန်ပြောမယ်မဖြစ်နိုင်တဲ့အခြေအနေထဲမှာရှိတဲ့အတွက်ကြောင့်မဖြစ်တော့ဘူးလို့တင်တတ်မှတ်လိုက်မယ်ပြီးတော့မှသူများလာပြောလိုက်မယ်ဘေးနားမှာဒီလိုလူတွေအများကြီးရှိတယ်ကျွန်တော်စိတ်ကိုမဝင်စားဘူးကျွန်တော်ကြိုက်တာပြောကျွန်တော်ကြိုက်တယ်လို့ဝေဖန်ဒါပေမဲ့ကျွန်တော်ရဲ့ life ကတက်သွားလားကျသွားလားကြည့်လိုက်ဒီထက်တာရဲ့ဖခင်ချီးမြှောက်မယ်ဒီထက်တာတော့ဖခင်ကျွန်တော်ကောင်းချီးပေးမယ်ဒီထက်တာတော့ဖခင်ကကြီးတော်မှုတွေကျွန်တော်အပြင်ပြုံးမှဖြစ်တယ် why ကျွန်တော်အဲ့ဒါပဲမျှော်လင့်ထားလို့သူများပြောတဲ့စကားကိုကျွန်တော်ဘာလို့ခံယူထားစရာဘာအကြောင်းမှမရှိဘူးဖခင်ပြောတဲ့စကားပဲကျွန်တော်ခံယူမယ် hallelujah လောကကြီးမှာမျှော်လင့်ခြင်းတွေမဲ့နေပါစေမင်းရဲ့ဖခင်ကမျှော်လင့်ခြင်းအရှင်နဲ့မျော်လင့်ခြင်းအရှင်အားလုံးပြောမျော်လင့်ခြင်းအရှင်မျော်လင့်ခြင်းအရှင်အာမင်မျော်လင့်ခြင်းအရှင်ကတင့်ကိုမျော်လင့်ခြင်းအပြည့်နဲ့စောင့်နေပြီးသားဖြစ်နေတယ်တင်မျော်လင့်တဲ့အရာတွေရဖို့ဘုရားခင်အကုန်ပြင်ဆင်ထားပြီးသား come on တင်မကြားလိုက်ဘူးတင်မမျော်လင့်တင်ဆုံးရှုံးသွားလိမ့်မယ်မကြားလိုက်ဘူးတင်မမျော်လင့်တင်ဆုံးရှုံးသွားလိမ့်မယ်ဘာလို့လဲတင်မျော်လင့်တဲ့အရာတွေပြည့်ဖို့ဘုရားကစတင်အစီအစဉ်တွေဆွဲနေပြီလေတင်မကြားလိုက်ဘူး29ငယ်7ယေရမိဘာပြောလဲကျေးဇူးတင်တယ်ဘာလဲတဖန်မိန်တော်မူသည်ကငါသည်တင်တို့ကိုအကျိုးနည်းစေခြင်းကကြံစီသောအကြံမဟုတ်ပဲဘုရားကတို့အတွက်အမြဲတမ်းစဉ်းစားပေးနေတယ်ကြံစီတယ်ဆိုတာစဉ်းစားပေးနေတာတင်းအတွက်24နိုင်ဘယ်သူမှမစဉ်းစားပေးဘူးဒါပေမဲ့တင်းအတွက်စဉ်းစားပေးနေတာဘုရားပဲဟာလေလုယာဟာလေလုယာမကြားလိုက်ဘူးတင်းမကြားလိုက်ဘူးကြားလိုက်ဘူးတင်းယောက်ကြားတော့မှတင်းအတွက်24နိုင်မစဉ်းစားပေးဘူးသူ့အတွက်ပဲသူစဉ်းစားနေတယ်တင်းရဲ့မိန်းမတင်းအတွက်24နိုင်မစဉ်းစားပေးနိုင်ဘူးဒါပေမဲ့တင်းအတွက်စဉ်းစားပေးနေတာဘုရားဟာလေလုယာ